တခါကနယူးယောက်မြို့ရဲ့အေးဆက်နေတဲ့ညနေတစ်ခုနင်းနေကြနေတဲ့လမ်းကြားတစ်ခုမှာစပိုက်ဒါမန်ကိုတိတ်ပြီးတော့ကြိုင်နေတတ်တဲ့ Leia ဆိုတဲ့ homeless အင်ဂျီယာမဲ့ကလေးလေးတစ်ယောက်နေထိုင်ပါတယ်ယခုလည်းသူဒီအေးလွန်းတာကြောင့်စပိုက်ဒါမန်သတင်းစာတစ်ခုကိုခြုံထားရတယ်တခုခုနဲ့လည်းချောင်းနေဆိုးနေတယ်သို့ပေမဲ့တစုံတစ်ခုကိုကောင်းကင်ပေါ်မှာမြင်လိုက်ရတဲ့အချိန်မှာတော့သူ့ရဲ့မျက်လုံးတွေကဝင်လက်သွားတယ်ချောင်းဆိုးနေတာတော့မှမေ့သွားတယ် Leia ဒီကြီးမားတဲ့အပြုံးလေးတစ်ခုနဲ့အတူတိုက်ဒီပေါ်မှာ Vulture ကြီးနဲ့ချနေတဲ့ Spider-Man ကိုဝမ်းသာအားရနဲ့ကြည့်ရှုအားပေးနေမိပါတယ်မြင်ကွင်းပေါ်ကနေပြီးတော့ Spider-Man ပျောက်သွားတော့ Leia လေးကသူ့ရဲ့ကတ်ထူစက်ကူအိမ်လေးတွေကိုခပ်ပြုံးပြုံးနဲ့ပြေးဝင်သွားခဲ့တယ်သူရဲ့တကားမရှိတဲ့ကတ်ထူအိမ်လေးထဲမှာဆိုရင်၃ဘက်၃ရံက Spider-Man ပုံလေးတွေအသေးပုံလေးတွေနဲ့ပြည့်နေနေပါတယ်သူက Spider-Man ကိုချစ်မြတ်လို့စွာကြည့်တဲ့ပါးလေးကိုနမ်းတယ်သူရဲ့ပါးလေးကို Spider-Man နှခမ်းကိုတိုးထီပြီးတော့ရှက်ပြုံးလေးပြုံးပါတယ်အပြီးမှာတော့ထိုအပြုံးလေးနဲ့ပဲ Spider-Man ပုံလေးပြည့်နေနေတဲ့သတင်းစာတွေကိုခြုံပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်ခဏနေတော့သူ့ရဲ့မျက်လုံးတွေပွင့်လာတော့ Spider-Man ကသူ့ကိုလာခေါ်နေတယ်သူကမငြင်းပါဘူး Spider-Man ရဲ့ကြောပေါ်ကိုခုန်တက်လိုက်ရင်ချေရတဲ့ Spider-Man နဲ့အတူမြို့ထဲမှာရှောက်ပြန်ပျော်ပါနေပါတယ်ဂျေဂျိုနာဂျင်မဆန်ကြီးကတော့ထွက်ပြီးတော့ဆဲရတဲ့အထိပဲခဏနေတော့ Iron Man နဲ့တော်တို့ကလည်းရောက်လာကြတယ်လေယာလေးကအပြုံးကြီးကြီးနဲ့ Spider-Man ရဲ့ကြောပေါ်မှာပျော်ရွှင်နေစေပါပဲဒီအချိန်အသေးကတော့မကောင်းတော့ဘူးကြောက်ကလည်းအတူတူပဲဆိုတဲ့စကားနဲ့အတူစိတ်မကောင်းပါဘူး Spider-Man ကြီးအခုအချိန်မှာသူ့ကိုတက်တောင်းတက်တာထားရပေးပြီးအဆုံးသက်အချိန်ကိုထိုင်ဆောင်ရုံပဲဆိုပြီးတော့ဆရာဝန်တယောက်ကပြောတာကိုကြားလိုက်ရပါတယ် Spider-Man ဒီဒါကိုကြားတော့ခေါင်းကိုငုတ်ထားရင်းနဲ့နောင်တရနေတယ်ခလေးကိုခေါ်လာတဲ့အချိန်မှာခလေးကတတိတောင်မရှိတော့ဘူးဆရာကြီးကားဖယားကြီးငါအဲ့ဒီလမ်းကြားကိုအချိန်100လောက်နေပါဖြတ်ပြန်ခဲ့ပူတယ်နည်းနည်းလေးလောက်စောပြီးဒီကလေးကိုတတိထားမိခဲ့မယ်ဆိုရင်အခုလိုမျိုးအခြေအနေဆိုးမှမဟုတ်ဘူးသူ့မှာသူ့ရဲ့နေရာလေးမှာငါရဲ့ပုံတွေအများကြီးရှိနေတယ်ငါဆိုပြီးတော့ Spider-Man တယောက်စကားတောင်ဆက်မပြောနိုင်ပဲမျက်ရည်တွေစီးကြလာရပါတယ်ဆရာဝန်ကဒါဆိုရင်မင်းဒီသူ့အတွက်အများကြီးအရေးပါမှာအသေးအချာပဲမင်းကိုယ်တိုင်လည်းအမြဲတမ်းနေရာတိုင်းမှာရှိနေနိုင်တာမှမဟုတ်တာလို့ပြောရင်ပီတာကိုနှစ်သိမ့်ပေးတယ် Spider-Man ကမျက်နှာဖုံးကိုတဝက်ဖွင့်ထားလိုက်ရင်လေယာလေးရဲ့ပါးလေးကိုခပ်ဖွားဖွားနမ်းနေမင်းကြားနိုင်မယ်ဆိုရင်လေယာကြီးအိမ်မက်လက်လာလေးမတ်နေပါစီဆိုပြီးတော့ဆူတောင်းပေးလိုက်ပါတယ်ချက်ချင်းပဲကလေးလေးကပြုံးလာတယ်သူ့ရဲ့ပါးလေးကိုပုတ်တက်လိုက်တယ်တကယ်လဲသူ့ရဲ့အိမ်မက်ထဲမှာသူချစ်တဲ့ Spider-Man သူချစ်တဲ့ hero တွေနဲ့အတူနေလုံးကြီးအရှိကိုပျော်ရွှင်စွာပြန်ဝဲနေတယ်ဆိုတာကိုပြရင်းနဲ့အခု comic ကိုအဆုံးသတ်သွားခဲ့ပါတယ်ဒီ comic ကိုဘယ်အချိန်ဘယ်နေရာမှာတွေ့ဝမ်းနေရတယ်လို့ကျွန်တော်ကိုယ်တိုင်လဲကျွန်တော်ချစ်တဲ့ Spider-Man နဲ့ super hero တွေကိုစိတ်ကူးရင်အခုလိုအခြေအနေတွေစိုးကြီးတွေကြားမှာအပြုံးတစ်ခုနဲ့တည်ဆုံသွားရဖို့အတွက်ကိုမျှော်လင့်မိပါတယ်ကြည့်ရှုသူအားလုံးလည်းသဘောကျကြလိမ့်မယ်လို့ထင်ပါတယ်ဗီဒီယိုကိုဒီအချိန်ထိကြည့်ပေးနေကြသူတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်